လူတွေနေရထိတွေ့နေရတယ်ဒီຢာကပတ်စံနေလိုတလောက်ထုတ်လို့ရတယ်ငွေရင်းကြီးဖြစ်နေရဆိုတာသိပါသလားတချို့ဆိုရင်ဒီကနေပတ်စံနေတက်ယူပြီးဘီလီယံနာဖြစ်သွားတဲ့သူတွေတောင်ရှိတာပါဒါကြောင့်ပဲဒီနီလန်းနဲ့ငွေရှာဖို့ကလူတော်များများရဲ့အိမ်မက်ဖြစ်နေကြပြီးတော့ဒီအတွက်စူးစမ်းနေတဲ့သူတွေကလည်းရေတွက်လို့မကုန်နိုင်ပါဘူးဒါပေမဲ့ခက်တာကဒါကိုလိုက်လို့ကြတဲ့သူတွေရဲ့90ရာခိုင်နှုန်းလောက်ကလန်ဒဝမ်မရောက်ခင်မှာတင်ချစ်ကုန်လက်ပန်းကြပဲရှုံးပေးသွားကြတာပါပဲကျွန်တော်အခုပြောပြနေတာကတော့စိတ်ကူး idea တွေကိုဗီဒီယိုဖြစ်ပုံဖော်ဖန်တီးလို့ရတဲ့ creator အလုပ်ဖြစ်ပြီးတော့ဒီနေ့ဒီဗီဒီယိုမှာလူတိုင်းအလွယ်တကူလုပ်လို့ရတဲ့ဒီအလုပ်ကိုဘာကြောင့်လူအများစုကလန်ဒဝမ်မှာတဲ့အရှုံးပေးလက်မြောက်ကုန်ကြရလဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ creator အလုပ်ကိုမရွေးချယ်ခင်အချိန်မှာ creator နဲ့ပတ်သက်ပြီးလူတွေအထင်မှားနေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ creator တွေကိုနည်းနည်းချင်းပြီးများမြက်ကြတဲ့အလွယ်စီးပွားရေးလို့ထင်နေကြတာပါပဲတကယ်လို့ကိုကလည်းအဲ့လိုလူတွေတဲ့ပါနေပြီဆိုရင်တော့အခုကတည်းကရက်ပြစ်ဖို့လိုနေပါပြီဘာလို့လဲဆိုတော့အောင်မြင်နေတဲ့ creator တွေကအခုလိုငွေဝင်မကျန်းခင်အချိန်အတိုင်းအတာတစ်ခုတည်းတပြားတစ်ချက်မှမရပဲဇွဲကြီးကြီးနဲ့ဗီဒီယိုတွေဖန်တီးခဲ့ကြရလို့ပါပဲဒါတွေမကပဲ creator စလုပ်တဲ့သူတွေထဲမှာလည်းဒီလိုအမှတ်မှားကြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုအစင်သစ်ဖြစ်မှာဗီဒီယိုတွေစတင်မယ်ဆိုပြီးဆုံးဖြတ်ထားတဲ့ကြတာပါတွေးကြည့်ရင်ဒါကမှန်တယ်ထင်နေရပေမဲ့လက်တွေ့မှာတော့ဒီလိုလူတွေကအချိန်ကြာအောင်ဗီဒီယိုတွေကိုသေချာမဖန်တီးနိုင်တော့ဘဲနဲ့အချိန်ဆွဲနေမိတတ်ကြတာပါဒါကြောင့်ဒီနေရာမှာတခုတည်ထားရမှာကအခုချိန်မှာကဘာကျော်နေတဲ့ creator တွေကသူတို့အစင်သစ်ဖြစ်မှာဗီဒီယိုတွေစလုပ်ခဲ့ကြတာမဟုတ်ဘဲသူတို့မှာရှိတဲ့အရာတွေကိုပဲအကောင်းဆုံးချပြပြီးစခဲ့ကြတယ်ဆိုတာပါနောက်တစ်ချက်ကတော့ကိုနဲ့အမှန်တကယ်ကိုက်ညီတဲ့ category ကိုရှာဖို့သိအရေးကြီးတယ်ဆိုတာပါဒါကလည်း creator တော်များများကကိုနဲ့ကိုက်ညီတဲ့ category ကိုလုံးဝရွေးမယူကြပဲမြန်နာမည်ကြီးကျင်စောနဲ့ trend ဖြစ်နေတာတွေလူကြီးများတယ် food blog လိုမျိုး category တွေကိုဝါနာမပါပဲရွေးချယ်တတ်ကြလို့ပါပဲအကျိုးဆက်ကတော့ဝါသနာမပါတာကိုကြိတ်မဲ့ပြီးလုံနေရတော့အကောင်းဆုံးဖြစ်မလာတဲ့အပြင်ရေရှည်မလုံနိုင်တာမျိုးပါကြုံလာကြရတော့တာပါဒါပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ကိုယ့်ဗီဒီယိုတွေကိုသူများထက်ပိုထူးခြားအောင်လုပ်ဖို့လိုလာပါပြီလူတွေကအသစ်တွေကိုအမြဲရှာဖွေနေတတ်ပြီးတော့တမရိုးကြဖြစ်နေတဲ့ဗီဒီယိုတွေကိုဆိုလက်လေးတစ်ချက်ထောက်လိုက်ပြီးကြော်ပြစ်လိုက်တာမလို့ပါဒါတွေအားလုံးပြင်ဆင်ပြီးရင်တော့ creator ဖြစ်ဖို့အတွက်အဆုံးဖြတ်ပေးရဒီစစ်ဆေးကိုကြော်ပြစ်ရပါတယ်အဲ့ဒါကတော့ social media တွေပေါ်မှာကိုယ့်ဗီဒီယိုတွေကို consistency ရှိတင်နေနိုင်ပြီလားဆိုတာပါဒါက creator တွေနဲ့ကြီးစုသူတွေကြားမှာအဓိကဆက်သွယ်ပြီးတဲ့အချိတ်ဆက်ဖြစ်နေတဲ့အပြင်ပြဿနာရှိတာက content တွေပုံမှန်မတင်တဲ့ creator တွေကို social media တွေက view တွေချပစ်လိုက်တာကြောင့်ပါပဲဒါကြောင့်မလို့ creator တွေတော်တော်များများချဆုံးသွားရတယ်ဒီကိုအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့အရေးကြီးတဲ့အကြံတစ်ခုပေးချင်ပါတယ်အဲ့ဒါကတော့ကိုတင်မဲ့content videoတွေကို3လကနေ6လလောက်ကြိုတင်ဖန်တီးထားရမှာပါတကယ်လို့ကိုကအပေါ်မှာပြပြခဲ့တဲ့အဆင့်တွေကိုကြော်ဖြတ်နိုင်သွားပြီဆိုရင်တော့ရည်ချင်းရှိတဲ့ creator တယောက်တန်းပြီးတော့ဖြစ်လာအောင်မှာတော့မဟုတ်သေးပါဘူးဘာလို့လဲဆိုတော့ creator တယောက်ရဲ့အသက်သွေးကြောဖြစ်တဲ့ content creation ပညာရပ်တွေကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ထားဖို့လိုနေသေးလို့ပါပဲစိတ်ဝင်စားစရာကောင်းပြီးအဆုံးထိကြည့်ကျင်သွားအောင်ဆွဲဆောင်နိုင်တဲ့ skill ရင်းတွေမျက်စိမရှုပ်ပဲတက်ရလှပတဲ့ဗီဒီယိုဖြစ်ဖို့အတွက်လိုအပ်တဲ့ editing ပညာတွေနောက်ပြီးကိုဗီဒီယိုတွေကသက်ဆိုင်ရာ social media တွေနဲ့အဝင်ကင်ကြဖြစ်နေဖို့တည်ထားရမယ် social media algorithm တွေဒါတွေအားလုံးက content creation ပညာရပ်တွေပါပဲနောက်ပြီးဒါကိုလည်း self story တွေလုပ်ပြီးရောင်းဝါးဖြစ်နေမယ့်အစားတစ်လအတွင်းအမှန်တကယ်တက်မြောက်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့လာမယ့်အောက်တိုဘာ6ရက်နေ့မှာဖွင့်မယ် content creation premium class batch 8ကိုလာတက်ဖို့ဖိတ်ခေါ်ခြင်းပါတယ် laptop ဒါမှမဟုတ်ဖုန်းတစ်လုံးရှိအောင်လည်းအဆင်ပြေတဲ့ဒီသင်တန်းကိုအခြေခံမရှိတဲ့သူတွေကအစားတက်လို့ရပါတယ်ဒါတွေမကပဲ professional အဆင့်ထိရောက်နိုင်တဲ့သင်ခန်းစာတွေပါထည့်သွင်းပေးထားတဲ့အပြင်စေနာပါသင်ကြားပေးတာကြောင့်ပဲဒီလိုရလက်ကောင်းနေတာအောင်ရနေပါပြီကျွန်တော်တို့ရှောက်လမ်းမဲ့ခြေလမ်းရဲ့အစကိုလမ်းခေးမင်းလိုက်တယ်လို့ပဲနောက်ဖန်တီးမဲ့ဗီဒီယိုတွေဘယ်လို quality ကောင်းအောင်လုပ်မလဲဘယ်နေရာဘာတွေထည့်ရင်ပိုကောင်းမလဲဆိုတာကိုသိခွင့်ရတယ်အများကြီးသိခွင့်ရတယ်ဒီတစ်လအတွင်းမှာတကယ်တော်တော်လေးကိုအားရတယ်လုပ်ငန်းရှင်ကြီးတွေကပါရွေးချက်တက်ရောက်ကြတဲ့သင်တန်းဖြစ်ပြီးတော့အမှန်တကယ်တက်မြောက်သွားအောင်လို့စာတွေ့လက်တွေသင်ကြားပေးရမလို့တတ်မဲ့လူကြီးမပြည့်ခင်မှာစင်ပေးထားဖို့အကြံပေးချင်ပါတယ်ကျွန်တော်ကတော့ Creative Bus Academy ရဲ့ founder အောင်စုပိုင်ပါသင်တန်းမှာပြန်တွေ့ကြပါမယ်ခင်ဗျာ